မိတ်ဆွေဆင်ဆိုတာဘာကိုပြောတာလဲဗျာဟိုးရှေ့တုန်းကပေါ့ဆိုင်းဆိုတောင်ကုန်းတွေကြားထဲမှာခိုးအောင်တဲ့ချစ်စရာရွာငယ်လေးတွေပါရှိတဲ့အဲ့ရွာလေးမှာလေတယောက်နဲ့တယောက်လုံးဝကိုခွဲလို့မရတဲ့မိတ်ဆွေနှစ်ယောက်ရှိနေပါတယ်သူတို့ကဘသူတွေလဲဆိုတော့မောင်ကြောင်နဲ့မောင်ခွေးပေါ့သူတို့နှစ်ယောက်တော့ကတော့လေနေ့ရက်တိုင်းဟာပျော်စရာကောင်းတဲ့ကစားပွဲတွေပဲပြည့်နေခဲ့တာပေါ့သူတို့ရဲ့ခင်မရင်းနှီးမှုကတကယ်ကိုရွှေလို့တောက်ပနေကြတာအချင်းချင်းအပေါ်မှာအပြည့်အဝယုံကြည်မှုနှွေးထွေးတဲ့ချစ်ချင်းမေတ္တာတွေနဲ့ပေါ့ဒါပေမဲ့လေတခုပေါင်းမနဲ့ခင်မှာတော့လေပြေလေးနဲ့သူတို့ပြောင်းလဲမှုတစ်ခုကသူတို့စီကိုရောက်လာခဲ့တယ်အဲ့ဒါကတော့မောင်ကြောင်ရဲ့စိတ်ကူးအသက်တစ်ခုပါပဲအဲ့ဒီစိတ်ကူးကသူတို့ရဲ့ခိုင်မြဲလာပါတယ်ဆိုတော့ခင်မင်မှုကိုစမ်းသပ်မဲ့စိန်ခေါ်မှုတစ်ခုဖြစ်လာလိမ့်မယ်လို့ဘယ်သူကထင်ပါလဲနော်မောင်ကြောင်ကသူ့ရဲ့မိတ်ဆွေမောင်ခွေးကိုပြောလိုက်လဲဆိုတော့မိတ်ဆွေကြီးဒီနေ့တော့လေကျွန်တော်တယောက်တည်းခေးထွက်ကြည့်ခြင်းတယ်ကို့ဘာသာကိုဒီကဘာကြီးကိုရှောက်ကြည့်ခြင်းလို့ပါတဲ့အဲ့လိုလွတ်လပ်ခြင်းနဲ့စိတ်ကလေးနဲ့ပြောလိုက်တဲ့စကားတစ်ခုငါပဲသူတို့နှစ်ယောက်ကြားကခိုင်မာတဲ့တန်ရောင်စင်းကိုစတင်စမ်းတက်လိုက်တာပါပဲအဲ့ဒီခါမှာမောင်ခွေးကနည်းနည်းလေးစိတ်ပူသွားတဲ့ပုံနဲ့နူးနူးညံ့ညံ့မဲ့ပြန်ပြောရှာပါတယ်ဟာမောင်ကျော်ရဲ့မိတ်ဆွေဆိုတာအတူတူရှိနေတာကိုခေါ်ရမဟုတ်ဘူးလားငါတို့ညင်ကအတူတူသွားရင်လေဘယ်လိုအခက်အခဲပဲကြုံအဖွက်လိုက်ဖြစ်ရှင်လို့ရတာပေါ့တဲ့မုံကြောင်ကလည်းခဏလောက်တော့စဉ်းစားလိုက်သေးတယ်ပြီးတော့ခေါင်းရိပ်လိုက်ပါတယ်ဒီလိုနဲ့ပဲတငယ်ချင်းနှစ်ယောက်ရဲ့ဆွမ်းစားခန့်ခရီးစဉ်ကစတင်ခဲ့ပါတော့တယ်သူတို့နှစ်ယောက်လည်းတစ်ပန့်ရိပ်တွေအောက်မှာပျော်ပျော်ပါပါပြေးလွှားစောကစားကြကြည်လင်နေတဲ့စမ်းချောင်းလေးတွေစီကရေတောက်ကြနေခရီးဆက်ခဲ့ကြတာပေါ့အရာလုံးကတော့ပျော်စရာကောင်းနေခဲ့တာပေါ့ခီလန်တစ်ချက်မှာပဲမောင်ကြောင်ကလမ်းကလေးလွှဲပြီးတော့တောနဲ့ကြီးထဲမှာလုံးဝတယောက်တည်းလမ်းပြောက်သွားပါလိတော့နေအောင်ကြီးတွေပြောက်ကွယ်သွားတာနဲ့အမျှသူ့ရဲ့ကဘာကြီးတစ်ခုလုံးလဲမောင်မြေးကျသွားတယ်လို့ပဲအားငယ်စိတ်ကြီးကြောက်ရွံ့စိတ်ကြီးကသူ့ကိုတဖြည်းဖြည်းဝါမြုပ်လာခဲ့ပါတယ်ကဲအဲ့လိုအားငယ်နေတဲ့အချိန်မှာသူ့ကိုဘသူကမှလာပြီးကဲတင်ခဲ့တယ်လို့ထင်ပါတယ်လေဟုတ်ပါပဲသူ့ရဲ့တစ္ဆာအရှိဆုံးမိတ်ဆွေမောင်ခွေးပါပဲတကယ်ကိုအမောင်မိုက်ဆုံးအချိန်မှာအလင်းရောက်တစ်ခုလုံးရောက်လာပေးခဲ့တဲ့မောင်ခွေးရဲ့တစ္ဆာတရားကဒီနေရာမှာပဲထင်ထင်ရှားရှားပေါ်လွင်လာခဲ့တာပေါ့မောင်ခွေးကအပြစ်မှမတင်ပဲနွေ့နွေ့ထွေးထွေးပဲပြောလိုက်တယ်မောင်ကြောင်ငါပြေကနေမခွဲနဲ့တော့မကြောက်နဲ့တော့နော်ငါရှိတယ်မိတ်ဆွေဆိုတာကဒီလိုအခက်အခဲကြုံတဲ့အခါတယောက်ကိုတယောက်ကိုညှိဖို့ပဲလေတဲ့အဲ့ဒီအခါကျမှမောင်ကြောင်ကမျက်ရည်တွေဝဲပြီးတော့သူ့အမားကိုနားလဲသွားတယ်အဲ့ဒါပါပဲမိတ်ဆွေစစ်ဆူလားပြောနေတဲ့အချိန်မှာအတူတူရှိနေုံတည်းမဟုတ်ပါဘူးတကယ်ကိုခက်ခဲတဲ့အချိန်တွေမှာလက်မလွတ်ပဲအချင်းချင်းအားပေးကူညီပြီးအတူတူရင်ဆိုင်ရတာကိုခေါ်တာပါဒါကတော့မောင်ကြောင်တယောက်သူ့ရဲ့အတွေ့အကြုံကနေရလိုက်တဲ့တကယ်ကိုအဖိုးတန်တဲ့တင်ခန်းစားတစ်ခုပါပဲအဲ့ဒီနေ့ကစားလို့သူတို့နှစ်ယောက်ရဲ့ခင်မင်မှုကအရင်ကထက်တော့အများကြီးပိုပြီးခိုင်မာသွားခဲ့တယ်မိုးရီတီးတဲ့မိမဲရွာတဲ့နေတွေမှာအတူတူခိုလုံးကြတယ်စွန်စားခန်းအသစ်တွေထွက်တဲ့အခါမှာလည်းတယောက်နဲ့တယောက်အမြဲတမ်းအားပြီးပေါ်ပြီးခဲ့ကြတယ်နောက်ဆုံးမှာတော့သူတို့ရဲ့တန်ရောက်စဉ်ကရွာတွေကတခြားသူတွေအတွက်ပါတူးကြဆန်နမူနာတစ်ခုဖြစ်လာခဲ့ပါတော့တယ်ကဲဒီတော့ဒီပုံရင်လေးကနေကျွန်တော်တို့ဘာတင်ခန်းစားရရလိုက်တယ်လေမိတ်ဆွေစစ်ဆိုတာယုံကြည်မှုချစ်ချင်းမေတ္တာပြီးတော့အပြန်အလှန်ကူညီမှုတွေနဲ့တီးဆောက်ထားတာပါတယောက်ကိုတယောက်အမြဲဂရုစိုက်ရမယ်ခက်ခဲတဲ့ချိန်တွေလည်းအတူရင်ဆိုင်တတ်ရမယ်ဘာကြောင့်လဲဆိုတော့လေကို့ဘေးမှာမိကောင်းဆွေကောင်းလေးရှိနေမှပို့အားဆိုတာကပို့ပြီးပြေဆုံးပြီးလာပလာမှာမဟုတ်လားဒါဆိုရင်ကိုယ့်ရဲ့ဘဝမှာရောမောင်ခွေးလို့မိတ်ဆွေမျိုးကဘာလို့ဖြစ်မလဲဆိုတာကိုပြန်စဉ်းစားကြည့်အောင်ကိုယ့်ရဲ့အခက်အခဲဆုံးအချိန်တွေမှာဘေးမှာအမြဲတမ်းရှိနေပေးခဲ့တဲ့မိတ်ဆွေကိုတရိပ်တရားနဲ့ကျေးဇူးတင်ရင်ဒီပုံမြင်လေးရဲ့အနှစ်သာရကိုနှလုံးသားထဲမှာအမြဲတမ်းသိသိထားနိုင်ကြပါစေလို့ဆန္ဒပြုလိုက်ပါတယ်